င်ရောဒကာဒကမတွေရောသတိထားเสียရနော်ဦးဇင်းတို့ပင်စာနန္ဒရိယကံဆိုတာကြားဦးသလားဒီကံကြီး၅ပါးထိုက်လို့ရှိရင်ပြင်လို့မရဘူးနော်ပင်စာနန္ဒရိယကံ၅ပါးတဲ့တစ်ခုကိုလွန်ကျူးပြီးသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်သိရင်ဧကံပု္ပ္ပာပါဖြစ်မှာလေအမြဲကြအဲ့ဒီထဲမှာပါဏိပါဒနဲ့ဆက်ဆက်လို့အမေကိုတက်ရင်ပင်စာနန္ဒရိယကံထိုက်တယ်နော်အဖေကိုတက်ရင်နောက်ယဟန္တာကိုတက်ရင်အဲ့တော့ဦးဇင်းတို့ဒီပဏ္ဍိပဏ္ဍနဲ့ပတ်သက်ပြီးတော့သတိထားရမှာကစေရနာအလွန်ရေးကြီးတယ်ဟုတ်တယ်နော်တချို့အကြီးကျယ်နေမကောင်းဖြစ်နေတယ်ဟုတ်တယ်ပေါ့ပြပါတယ်ဝေဒနာတာခံစားနေရတဲ့ခါကျတော့ဒီအနောက်နိုင်ငံတွေပါတယ်ဆိုမှဆိုဝေဒနာမခံစားအောင်ဆိုတော့မြန်မာအသက်ထွက်သွားပေါ့ဗျာလေစေထိုးတာရှိတယ်ပေါ့နာသမီးတွေအဲ့ဒါအလွန်ယူဆိုင်ရနော်ကုန်းမိဘတွေကအကြီးကျယ်ဝေဒနာခံစားနေရတယ်ဆံခွေငါလည်းပဲခုလို့တော့မရတော့ဘူးဒီတိုင်းထားရလေဝေဒနာတအားခံစားနေရမှာအဲ့တော့ဘယ်လိုလုပ်ရမလဲသားသမီးတွေကိုခွန်တောင်းတတ်ဟုတ်လားတကယ်လို့ကိုကနေပြီးတော့ဝေဒနာသက်သာအောင်လုပ်လိုက်ပါဆိုရင်အမေသက်သာအဖေသက်သာအတူတူပဲနော်ပုံမှန်သေရမယ့်အချိန်နဲ့တစ်စက္ကန့်လောက်စောသေးသွားရင်ကိုပဲကိုသက်သာနဲ့တူတယ်ကိုကတော့ဝေဒနာခံစားတာကိုမမြင်ကျင်လို့သက်သာအောင်လုပ်ပေးလိုက်တာပဲဒါပေမဲ့စိတ်ကနေပြီးတော့လုပ်လိုက်ပါလို့ပြောပြီးဆိုကြတဲ့ကဗုဒ္ဓအဘိဓမ္မာယသေစေလိုတဲ့စေတနာပါကိုပါတယ်နော်ပါကိုပါတဲ့တွေဘာဖြစ်သွားကြလဲကိုကတော့စေတနာကောင်းတဲ့မိဘတွေမခံစားရအောင်ဆိုပြီးတော့လုပ်လိုက်တာပဲကို့မှာအမတန်ကြီးကျယ်တဲ့အကုသိုလ်ကံကြီးဖြစ်သွားတာတယ်ဟုတ်လားအားကြောင့်မို့ဒါကသားသမီးဘယ်သူနေမိဘရှိနေကြတာကိုဗျာဟုတ်တယ်မလားအဲ့တော့ဒါအလွန် view ဆိုင်ရပါနော်ဟုတ်မပေးရဘူးနော်လုံးလိုက်ပါလို့မပြောပါပြောလိုက်ရင်ကိုသားတန်တယ်လို့ပဲဟုတ်ပြီနော်အဲ့တော့တတော်ဝါလည်းဖြစ်ရမယ်တတော်ဝါလို့လည်းကိုယ်စိတ်ထဲကသိရမယ်သိစိတ်လိုတဲ့စိတ်လည်းရှိရမယ်နော်သိစိတ်လိုတဲ့စိတ်မရှိဘဲနဲ့မတော်တဆဖြစ်လို့သိသွားတယ်ပဏိပါဒကမထိုက်ဘူးနော်နောက်သေဖို့ရတဲ့လုံးလပြောကကာယပြောကဖြစ်စေဝစီပြောကဖြစ်တခုဖြစ်ရမှာဟုတ်လားနောက်သေလဲသေသွားရမယ်အဲ့ဒီ၅ချက်နဲ့ပြည့်စုံရင်ပဏိပါဒကမဖြစ်သွားရင်လည်းထိုက်သွားပြီ